အော်ကျမရမကန်ဆိုတော့ဘယ်လိုလဲယင်တဲ့ကျမဗီဒီယိုလေးရိုက်နေတော့မှဒီ comment လေးကိုတွေ့လိုက်တာပေါ့နော်ဟုတ်ကဲ့ပါကျမကြီးအာမကန်ဆိုတာအာမကန်ကိုသိလာရင်အာမကန်ဆိုတာကကိုကပစ္စည်းတစ်ခုဝယ်လိုက်ရင်6လတစ်နှစ်ပေါ့6လတော့ဒီမှာပြတ်ရင်ကိုဝယ်တဲ့ဆိုင်ကနေကိုအစ်စ်ပြန်ပေးတာတော့ပတ်စံပေးတာပေါ့နော်အဲ့ပုံစံမျိုးပါပဲရှင်ကျမတို့ကအာမကန်ယူကြတယ်ပေါ့အဲ့ဒီအာမကန်မှာမှကျမတို့ကကျမကြီးအာမကန်အသက်အာမကန်မော်တော်ကားအာမကန်ကုန်ပစ္စည်းအာမကန်အဲ့ဒီအစရှိသဖြင့်တည်းမှာကျမကြီးအာမကန်ပေါ့နော်အဲ့တော့ညီမကကျမကြီးညီမလားအမလားတော့မသိဘူးပေါ့နော် sorry နော်အကိုလားအမလားမသိဘူးတကယ်လို့ကျမကြီးအာမကန်ဝယ်ထားမယ်ပေါ့နော်တစ်နှစ်စာပတ်စံသွင်းထားတယ်ဆိုအဲ့တစ်နှစ်တော်တွေမှာအနည်းဆုံးကိုက350အကာအကွယ်ရတယ်စေးုံတက်စီ330ကုန်ရင်လည်းကုန်မယ်20ကုန်ရင်လည်းကုန်မယ်50ဒီကိုမှအကာအကွယ်ရတယ်ပေါ့ဒါကြောင့်ကုမ္ပဏီကနေပြီးတော့ညီမသာစေးုံတက်ရရင်ကျမကြီးအာမကန်အကာအကွယ်သူတို့စိုက်ထုတ်ပေးပါမယ်ဆိုတဲ့အကာအကွယ်မျိုးကိုကျမကြီးအာမကန်လို့ခေါ်ပါတယ်ရှင့်အသေးစိတ်ကိုတော့ဗီဒီယိုလေးတွေမှာကြည့်ပေးပါနော်ကန်မျိုးစားတွေကတစ်ခုဖြစ်ပါတယ်ကျမတို့တွေကပိုင်ဆိုင်မှုတွေပါလာပြီပိုင်ဆိုင်မှုတွေတရှိမှုတွေပေါ့နော်ကျမတို့ရဲ့ပိုင်ဆိုင်မှုတွေကပတ်စံတွေကိုစုပြီးတော့ကျမတို့ဝယ်ရတာလေဝယ်ရတော့တန်မိုးကြီးတာဖြစ်တဲ့ဆုံးရှုံးသွားမှာအရင်ကြောက်တယ်အဲ့ဒီတော့အဲ့ဒီကားကြီးဆုံးရှုံးသွားတယ်ဆိုအဲ့ဒီကားကြီးပြင်ရမယ့်စရိတ်တွေထိမိလို့ရောရမယ့်ရောချေးတွေအစားရှိသဖြင့်အဲ့ဒီကုန်ကြစိတ်တွေကိုကာဗာပေါ့နော်ပြန်ပြီးရအောင်ဆိုကျမတို့အာမခံကုမ္ပဏီမှာတော့ထားကြတယ်ကားဆိုလဲကားပေါ့နော်ဥပမာပေါ့ကျမတို့ဒီရေချောင်းအာမခံဆိုလဲအဲ့လိုပဲကျမတို့ကုန်ပစ္စည်းပို့မယ်ဟိုဘက်ကိုပို့မယ်ဒီဘက်ကနေပို့လိုက်တယ်ချားမှာပျောက်သွားမလားပျောက်သွားရင်ကုန်ပစ္စည်းတန်ဖိုးရောချင်းပြန်ပေးမယ်ဒီပုံစံမျိုးနဲ့အာမခံထားကြတယ်ပေါ့နော်အဲ့ဒီမှာကျမတို့ကလူရဲ့အသက်ကတန်ဖိုးရှိတဲ့အတွက်အသက်နဲ့ပတ်သက်ပြီးတော့အသက်နဲ့ငွေစုဆောင်းတဲ့အသက်အာမခံတွေထားကြတယ်အဲ့လိုပဲပညာရေးအသက်အာမခံကလေးတွေရဲ့ပညာရေးမှာသုံးလို့ရပညာရေးအသက်အာမခံသုံးကြတယ်အဲ့လိုပဲကျမကြီးအာမခံပေါ့ကျမကြီးအာမခံကတော့မြန်မာနိုင်ငံမှာတော့အခုပေါ့နော်ရန်ကုန်မြို့မှာလည်းတော်တော်များများကျမကြီးအာမခံထားလာပြီးမဲ့လေနိုင်ငံတကာမှာတော့ကျမကြီးအာမခံကအဖြစ်မနေပြည်သူကျမကြီးအာမခံတို့အစိုးရပါပေးတဲ့ရောက်ချတဲ့ကျမကြီးအာမခံမျိုးတွေပြီး private ပေါ့နော်ကုမ္ပဏီတွေကရောင်းတဲ့ကျမကြီးအာမခံတွေကိုတော့အကုန်လုံးယူကြပါတယ်နော်အဲ့တော့ဒီမှာကတော့မဖြစ်မနေဆိုတာတော့မရှိသေးဘူးဒါပေမဲ့တော်တော်များများကကျမကြီးအာမခံနားလဲကြပြီအဲ့တော့ကျမကြီးအာမခံယူတယ်ပေါ့နော်သဘောတရားတစ်ခုကျမကဇန်နဝါရီကနေပြီးတော့ဒီဇင်ဘာထိကျမကြီးအာမခံအကာအကွယ်ကိုတစ်နှစ်စာပေးသွင်းလိုက်တယ်ပေါ့နော်အဲ့တော့ဇန်နဝါရီကဒီဇင်ဘာတွင်းမှာကျမကနေပြီးတော့ကျမရေးကြောင်းစေယုံမဲ့100မတော်တဆမှုကြောင့်စေယုံမဲ့100တခြားပေါ့ထိခိုက်ဒဏ်ရာကြောင့်စေယုံမဲ့100ပေါ့နော်စေယုံအခန်းကားတွေဆရာဝန်ကြီးတွေဆရာဝန်လာကြည့်တယ်ပေါ့နော်ပြီးတော့တန်ရှင်းကားတွေ mask မှာဘူးတွေအဲ့ဒီခွဲစေရတာရှိအဲ့ဒီမှာသုံးတဲ့ဆေးဝါးတွေအစားဘူးကျမပေးစရာမလိုပါဘူးကျမဝယ်ထားတယ်ငါရဲ့ကျမရဲ့အာမခံမစ်စီမှာငါယုံကြည်ကြည်ထားရတယ်ဆိုတော့အတအာမခံကုမ္ပဏီကျမရဲ့အာမခံကုမ္ပဏီကပေးရတာဖြစ်ပါတယ်ရှင်ဒါပေ